ပတ်စံမတ်တဲ့ဒီမိန်းကလေးဟာသူ့ရီးစားရဲ့ကက်ကိုတစ်ခါချစ်တိုင်းလက်ကောက်ဝတ်ကအနီရောင်ကျိုးလေးဟာတဖြည်းဖြည်းမဲလာတာကိုသတိမထားမိခဲ့ဘူးမိန်းကလေးကပတ်စံတွေကိုအယူအမူတုံးဖြုံးနေပေမဲ့ရီးစားဖြစ်သူကတော့ဘာမှမပြောဘဲလွတ်ထားပေးခဲ့တယ်။ဒါပေမဲ့ဒီမိန်းကလေးကလက်ကောက်ဝတ်ကအနီရောင်ကျိုးကိုဖြုတ်ပြီးအမိုက်ပုံနဲ့ပစ်ထည့်လိုက်တဲ့အခါမှာတော့အမြဲတမ်းနူးညံ့နေခဲ့တဲ့ရီးစားဖြစ်သူဟာရုတ်တရက်လူသက်သမားတစ်ယောက်လိုဒေါသတကြီးပြောင်းလဲသွားပါတယ်။ဒီမြင်ကွင်းကိုဘေးကကြည့်နေတဲ့တခြားမိန်းကလေးတစ်ယောက်ကတော့တခုခုကိုစဉ်းစားမိသွားတယ်။တကယ်တော့ပြီးခဲ့တဲ့ဘဝတုန်းကသူတို့နှစ်ယောက်လုံးတက္ကသိုလ်ဝင်ခွင့်ရမှတ်900ကျော်ရပြီးနာမည်ကြီးတက္ကသိုလ်တစ်ခုရဲ့ဝင်ခွင့်ကိုရခဲ့ကြတယ်။ဒါပေမဲ့လူဦးရေကန့်သက်ချက်ကြောင့်တယောက်ပဲတက်ခွင့်ရှိလို့သူတို့နှစ်ယောက်ကန်ဆန်းဖို့သဘောတူခဲ့ကြတာပါ။ဒါပေမဲ့တက္ကသိုလ်လျှောက်ထားဖို့သွားတဲ့လမ်းမှာအပူလျက်နေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့ခဲ့ကြတယ်။စိတ်ထားကောင်းတဲ့မိန်းကလေးကအဲ့ဒီလူကိုကူညီရင်းနဲ့ရှောက်လွှာတင်ဖို့အချိန်ကျော်သွားခဲ့ပေမဲ့ပတ်စံမတ်တဲ့မိန်းကလေးကတော့အခွင့်ကောင်းယူပြီးရှောက်လွှာတင်ကတက္ကသိုလ်တက်ခွင့်ရသွားခဲ့ပါတယ်။ limited edition တန်ကားတစ်စီးသူတို့ရှိမှရက်သွားတယ်တကယ်တော့မိန်းကလေးကဲခဲ့တဲ့လူဟာတထေးသားတစ်ယောက်ဖြစ်နေပြီးကျေးဇူးဆက်တဲ့အနေနဲ့သူမကိုလူပုံအလဲမှာလက်ထပ်ခွင့်တောင်းခဲ့ပါတယ်နောက်ဆုံးမှာတော့အဲ့ဒီမိန်းကလေးဟာတထေးကတော့ဖြစ်သွားခဲ့တာပေါ့တက္ကသိုလ်တက်နေတဲ့မိန်းကလေးကတော့ကျောင်းလာခရဖို့အချိန်ပိုင်းလုပ်တွေပင်ပန်းပန်းလုပ်နေရရင်နဲ့ကိုမိန်းကလေးရဲ့တထေးကတော့ဘဝကိုမနာလိုဖြစ်ပြီးယူမတက်ခံစားခဲ့ရတယ်သူတို့မင်္ဂလာဆောင်တဲ့နေ့မှာသူထေးသားကဘီလီယံနဲ့ချီတန်းတဲ့ကုမ္ပဏီကိုလက်ဖွဲ့ပေးမယ်လို့ကြေညာလိုက်တဲ့အခါမနာလိုစိတ်တွေအထွတ်ထိပ်ရောက်သွားပါတယ်ဒါပေမဲ့သူတို့သမီးရဲ့မျက်နှာကဖြူဖြော့နေတာနဲ့လက်ကောက်ဝတ်ကအနီရောင်ကျိုးဟာမင်းနဲ့နေတာကိုဘယ်သူမှသတိမထားမိခဲ့ဘူးတထေးသားကတော့တခုခုကိုစောင့်မျှော်နေတယ်လို့မျိုးနာရီကိုပဲခဏကြည့်နေခဲ့တာပါအဲ့ဒီအချိန်မှာပတ်စံမတ်တဲ့မိန်းကလေးကရောက်လာပြီးသူတို့သမီးကိုဓာတ်နဲ့ထိုးတက်လိုက်ပါတယ်မိန်းကလေးတည်သွားတာကိုမြင်လိုက်ရတဲ့တထေးသားဟာအလွန်အမင်းထိတ်လန့်သွားပြီးနည်းနည်းလေးပဲလိုတော့တာလို့တွတ်အော်နေခဲ့တယ်လက်ကောက်ဝတ်ကအနီရောင်ကျိုးဟာလုံးဝမင်းနဲ့သွားဖို့နည်းနည်းပဲလိုတော့တာကိုသူကမျောတသက်ဖြစ်နေတာပါဒေါသထွက်သွားတဲ့တထေးသားကသူ့ကြံစီကိုဖျက်ဆီးလိုက်တဲ့အဲ့ဒီမိန်းကလေးကိုလည်းဓာတ်နဲ့ပြန်ထိုးလိုက်ပါတယ်မိန်းကလေးနှစ်ယောက်လုံးတွေးအိမ်ထဲမှာလဲကျသွားချိန်မှာတော့အချိန်တွေကနောက်ပြန်လဲသွားပြီးသူတို့နှစ်ယောက်လုံးအတိတ်ကိုပြန်ရောက်သွားကြပါတယ်အပူလျက်နေတဲ့အမျိုးသားကိုတွေ့တဲ့အချိန်မှာတော့ဒီတစ်ခါပတ်စံမတ်တဲ့မိန်းကလေးကအရင်ဘဝနဲ့မတူတော့ပဲအကောင်းဆုံးရေတန့်ကိုဝယ်ပြီးအဲ့ဒီလူကိုအတင်းဝင်ကူညီပါတော့တယ်ဒါကိုမြင်လိုက်တဲ့မိန်းကလေးကပတ်စံမတ်တဲ့သူလည်းဘဝကူးလာပြီဆိုတာသိလိုက်တယ်ဒီလိုနဲ့ပတ်စံမတ်တဲ့မိန်းကလေးဟာသူထေးသားရဲ့ရီးစားဖြစ်ခွင့်ရသွားပြီးတခြားမိန်းကလေးကတော့တက္ကသိုလ်တက်ခွင့်ရခဲ့ပါတယ်တငယ်ချင်းတွေပြန်ဆုံတဲ့အခါမှာတော့ပတ်စံမတ်တဲ့မိန်းကလေးကတန်မိုးကြီးပစ္စည်းတွေဝစ်ဆင်ပြီးဂုံပကာတနာတွေကြွားဝပါတော့တယ်တထေးသားကသူမကိုအရန်ချစ်တာမို့လက်ထပ်ခွင့်တောင်းတော့မှဖြစ်ကြောင်းကြောင်းတက်တာထက်တထေးကတော့ဖြစ်တာကပိုတာကြောင်းနှိမ်ပြီးပြောဆိုပါတော့တယ်ကျောင်းကနေတက္ကသိုလ်ဝင်ခွင့်ဂုံပြူလာပေးတဲ့နေ့မှာလဲသူမဟာအောင်ပွဲခံနေတဲ့မိန်းကလေးကိုလာနောက်ဆက်ပြီးလူပုံလဲမှာလက်ထပ်ခွင့်တောင်းခံရမယ်မြင်ကွင်းကိုလူတိုင်းကိုမြင်စေချင်နေခဲ့တာပါကျောင်းအုပ်ကြီးကမောင်းထုတ်တာကိုတော့တထေးကတော့ဖြစ်တော့မှမို့ဘသူကိုမှမကြောက်ဘူးဆိုပြီးရန်ပြန်တွေ့နေခဲ့တယ်ဒီလက်ကောက်ဝတ်ကအနီရောင်ကျိုးကဘာလို့ဒီလောက်စုပ်ပြတ်နေတာလဲလို့တခြားသူတွေကဝိုင်းမိတဲ့အခါမှာတော့သူမကအရှက်ပြေအောင်ဆိုပြီးအဲ့ဒီအနီရောင်ကျိုးကိုအမိုက်ပုံနဲ့လွှင့်ပစ်လိုက်ပါတော့တယ်